connection of sine 1 WKB to sine 2 WKB ရှေ့ပိုင်း session တုန်းက region 3 နဲ့ region 2 တို့ရဲ့ဆက်သွယ်ချက် formula ကိုရှာပြီးတော့ sine 2 WKB ရဲ့ပုံစံကိုတွက်ထုတ်ခဲ့တယ်အခု session မှာ region 1 နဲ့ region 2 ရဲ့ဆက်သွယ်ချက် formula ကိုရှာပြီး sine 2 WKB ရဲ့ပုံစံကိုတွက်ထုတ်မှာပဲဖြစ်တယ်တွက်ထုတ်မှုအစစ်စစ်တွေဟာရှေ့ပိုင်း session တုန်းကအသေးစိတ်တွက်ချက်မှုတွေတွက်ထုတ်မှုတွေနဲ့အတူတူပဲဖြစ်လို့အခုအကျဉ်းမြင့်ပဲပြောပြတော့မယ် region 1ဆိုတာက x က x1 ထက်ငယ်တဲ့ region ဖြစ်တယ် energy က potential ထက်လည်းငယ်တဲ့ region ဖြစ်တယ် classical forbidden region လို့ခေါ်တယ်အဲ့ဒီ region 1မှာ WKB approximation ကပေးတဲ့ function က sin 1 WKB equal C1 over square root of modulus of P of x exponential minus 1 over h bar integrate x to x1 modulus of P of x prime dx prime ဖြစ်တယ် exponential အပေါ်မှာ minus ပါတယ်ဒါကြောင့်အဲ့ဒီ region 1 ဟာ dk ဖြစ်တဲ့ region ဖြစ်တယ် wave function ဟာတဖြည်းဖြည်းရွေ့ကျသွားမှာဖြစ်တယ် potential နဲ့တွေ့ပြီးတော့ region 2 မှာ x က x1 ထက်ကြီးမယ် energy က potential ထက်ကြီးမယ် classically allowed region ဖြစ်တယ် classical ရခွင့်ပြုထားတဲ့ region ဖြစ်တယ်အဲ့ဒီ region မှာ WKB approximation ကပေးတဲ့ wave function က sin 2 WKB equal d over square root of b sin of 1 over h bar integrate h1 to x p of x prime dx prime plus beta ဖြစ်တယ် WKB ကပေးတဲ့ wave function ဟာ sin wave ဖြစ်ပြီးတော့ sinusoidally ရွေ့လျားနေမှာပဲဖြစ်တယ် sin 1 WKB ရော sin 2 WKB ရော WKB ကပေးတဲ့ wave function နှစ်ခုလုံးဟာ x က x1 နဲ့တူတဲ့နေရာကိုမရောက်ဘူးဟောဒီ classical turning point နားကိုမရောက်လာကြဘူးဆိုတာကိုအရင်ကလည်းပြောခဲ့ပြီးဖြစ်တယ် classical turning point x1 နေရာမှာ energy နဲ့ potential v of x1 တို့ဟာတူကြတယ် sin 1 WKB နဲ့ sin 2 WKB တို့ကိုဆက်သွယ်ပေးမဲ့ patching လုပ်ပေးမဲ့ function က airy function ဖြစ်တယ် airy function ကိုရဖို့အတွက်ဒီ turning point အနီးနား x က x1 နဲ့ခြားနားချက်အလုံးငယ်တဲ့နေရာအဲ့ဒီနေရာဝန်းကျင်မှာ potential ကို straight line အဖြစ်ယူဆပြီးတော့ turning point x1 မှာ potential ရဲ့ slope နဲ့ straight line ရဲ့ slope တို့ဟာတူကြတယ်လို့သတ်မှတ်မယ် approximated ဒီ straight line potential ကိုရပြီဆိုရင်ဒီ straight line potential ကို Schrödinger equation နဲ့မှာထည့်ပြီးတော့ exact solution ကိုရှာရတယ်အဲ့ဒီ exact solution ကို airy function နဲ့ပေးမှာဖြစ်တယ်patching လုပ်ပေးမဲ့ airy function တွေကိုရှေ့ပိုင်း session တုန်းကလုပ်ခဲ့သလိုမျိုး asymptotic behavior ပုံစံတွေကိုယူမယ် change of variable တွေလုပ်မယ်အဲ့ဒါလိုလုပ်ပြီးတဲ့နောက် airy function ပါတဲ့ patching function ကိုရပြီဆိုရင် WKB approximation ကပေးတဲ့
wave function တွေနဲ့ matching လုပ်ရမယ်နှိုင်းယှဉ်ရမယ် sin 1 WKB ကိုအပေါ်က matching function e over 2 square root of modulus of p of x exponential 1 over h bar integral x1 to x p of x prime dx prime function နဲ့နှိုင်းယှဉ်မယ်သူနဲ့နှိုင်းယှဉ်မယ်ဘာလို့လဲသူတို့ဟာ x က x1 ထက်ငယ်တဲ့ function တစ်ခုဖြစ်လို့ပါပဲသူတို့ကို exponential တွေပုံစံဖြစ်ကြတယ်ဆိုတာကိုတွေ့ရမယ်ပြီးတော့ sin 2 WKB ကိုပေါ်က matching function e over square root of p of x sin 1 over h bar integral x1 to x p of x prime dx prime plus pi by 4ဆိုတဲ့ဒီ sin function နဲ့နှိုင်းယှဉ်ရမယ် matching လုပ်ရမယ်အဲ့ဒါလုပ်ဖို့အတွက်လည်းဒီ sin 2 WKB ကအရင်က sinusoidal exponential ပုံစံရှိတယ်သူ့ကို sin function ရှင်းအောင်ပြောင်းပေးထားဖို့လိုတယ်အဲ့ဒီ every function တွေနဲ့ WKB function တွေကို matching လုပ်ပြီးတဲ့အခါမှာ e equal to c1 e equal d beta equal pi by 4ဆိုပြီးတော့ connection formula တွေကိုရရှိလာမယ်ဒီ connection formula တွေဟာ region 1နဲ့ region 2ကိုဆက်သွယ်ပေးတဲ့ connection formula တွေပဲဖြစ်တယ်အဲ့ဒီတဲကမှာ beta ရဲ့တန်ဖိုး pi by 4ကို WKB wave function ဖြစ်တဲ့ sin 2 WKB တဲကိုထည့်လိုက်မယ် beta နေရာမှာ pi by 4ကိုထည့်လိုက်မယ်အဲ့လိုထည့်လိုက်တဲ့အခါ sin 2 WKB ဟာ d over square root of p of x sin 1 over h bar integral x1 to x p of x prime dx prime plus pi by 4ဆိုပြီးတော့ရှားရှိမှာဖြစ်တယ်အခုဆိုရင် region 1နဲ့ region 2တို့ကိုဆက်သွယ်ပြီးပဲဆက်သွယ်ချက် formula တွေကိုရှားခဲ့တယ်အရင်က region 2နဲ့ region 3တို့ရဲ့ဆက်သွယ်ချက် formula တွေလည်းရှားခဲ့တယ်ရှားခဲ့ပြီးတော့သူတို့နဲ့နှစ်ခုလုံးနဲ့ turning point နှစ်ခုလုံးမှာသက်ဆိုင်နေတဲ့ပါဝင်နေတဲ့ sin 2 WKB wave function ကိုရှာခဲ့ကြတယ်အဲ့ဒီ connection နှစ်ခုလုံးမှာအဲ့ဒီ wave function sin 2 WKB ဟာ turning point နှစ်ခုလုံးအတွက်ဆက်သွယ်ချက်နှစ်ခုလုံးအတွက်တူညီရမှာပဲဖြစ်တယ်